အိုလာရင်သူတော်ကောင်းတရားကိုလိုက်နာကျင့်သုံးဖို့မလွယ်ဘူးဆိုတဲ့အချက်ရဲ့သူတော်ကောင်းတရားကိုမြန်သိထားမယ်ဆိုရင်အိုလာတဲ့ချိန်မှာချမ်းချမ်းသာသာနေရလိမ့်မယ်ဆိုတဲ့အချက်ရဲ့ဟုတ်လားအိုတဲ့ချိန်မှာသူတော်ကောင်းတရားလိုက်နာဖို့မလွယ်ဘူးအဲ့တော့မအိုခင်မှာတော့လွယ်အောင်မယ်ပေါ့စံကျင်ပဲလေးတွေစဉ်းစားနော်သူတော်ကောင်းတရားကိုသိထားမယ်ဆိုရင်အိုတဲ့ချိန်မှာချမ်းချမ်းသာသာနေနိုင်လိမ့်မယ်ဆိုရင်သူတော်ကောင်းတရားကိုသာသိမထားဘူးဆိုရင်အိုတဲ့ချိန်မှာစင်စင်ရဲရဲနေရလိမ့်မယ်ဆိုတော့အိုလာရင်ဘာမှသိပြီးတော့စင်ပြေတော့တာမဟုတ်ဘူးလေပိုက်ဆံကလည်းသိပြီးတော့အဲ့ဒီချိန်မှာကိုယ့်အတွက်တော့ချမ်းသာစေမယ့်အရာမဟုတ်တော့ဘူးခန္ဓာကိုယ်ကြီးကိုယ်စားမကောင်းတော့တာဘူးပိုက်ဆံကတော့သူရှိနေတာပဲကိုမိသားစုအတိုင်းဝိုင်းကကိုယ့်ကိုချစ်တဲ့လူကတော့သူရှိနေတာပဲဒါပေမဲ့လို့ကိုယ်မှာတော့အစင်မပြေမှုတွေကဖြစ်နေတာပဲဟုတ်လားအဲ့ဒီအချိန်မှာကိုကသူတော်ကောင်းတရားကိုသာသိထားမယ်ဆိုရင်အဲ့ဒီအတိလေးနဲ့ငြိမ်းငြိမ်းအေးအေးချမ်းချမ်းသာသာတတ်တော့တတ်တာဘုံဘုံတို့နေလို့ရတယ်ဒါကြောင့်အနာဂတ်ဆိုရင်တွေ့လာမယ့်ကြုံလာမယ့်အနေအထားတစ်ခုကိုစဉ်းစားတဲ့နေရာမှာကိုယ့်ရဲ့အနာဂတ်ကဘာလဲအိုနာတိရှင်းထားရမယ်အဖြေကဟုတ်လားအဲ့ဒါအိုရင်းနဲ့ပတ်သက်ပြီးတော့ရသော်ပဲဘယ်လိုသုံးသပ်တော့အိုလာပြီဆိုရင်သူတော်ကောင်းတရားကျင့်ဖို့မလိုဘူးဒါပေမဲ့လို့သူတော်ကောင်းတရားကိုသာသိထားမယ်ဆိုရင်အိုတဲ့ချိန်မှာချမ်းသာလိမ့်မယ်ဟုတ်လားအဲ့လိုဆိုရင်ဘုန်းဘုန်းတို့ကဘယ်လိုသုံးသပ်မလဲမအိုသေးတဲ့အချိန်တွေကစပြီးတော့သူတော်ကောင်းတရားကိုသိအောင်လုပ်ထားမယ်ဒါဆိုရင်လွယ်ကူအောင်မယ်ဟုတ်လားမအိုသေးတဲ့အချိန်တွေကစပြီးသူတော်ကောင်းတရားကိုသိထားအောင်လုပ်ထားမယ်ဆိုရင်အိုလာတဲ့အချိန်မှာလည်းပဲဘာမှမကြောက်မကြမတောင်းမတစိတ်ချလက်ချအေးအေးဆေးဆေးဘုန်းဘုန်းတို့နေနိုင်ခွင့်ရှိမယ်။အိုခြင်းဆိုတဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ဒေသနာနဲ့အညီဘုန်းဘုန်းတို့စဉ်းစားကြည့်တာပေါ့နော်